အားလုံးပဲမင်္ဂလာပါနော်ဒီတော့မင်္ဂလာချိန်ဤနေ့စဉ်ခါတော်ပြီးဟောစရမ်းပဲဖြစ်ပါတယ်ဆရာကြီးဟိန်းနေဆိုဤညွှန်ကြားချက်တာဝန်ပေးရခြင်းရာကိစ္စလိုက်ရတရားလေးတွေကိုဆရာကြီးဟိန်းနေဆိုဤကိုစားရိုက်ကူးတင်ပြပေးသွားမှာဖြစ်ပါတယ်9ရက်တလ2026တရက်တာအတွက်ဖြစ်ပါတယ်မြန်မာတက္ကရာ1380ခုနှစ်ပြာသူလစု9ရက်နေ့တောက်ကြနေ့အတွက်ပဲဖြစ်ပါတယ်ဒီနေ့ဝင်နေတဲ့ကိစ္စများအစီအပြေစီရန်အတွက်အိမ်ရောင်းအိမ်ဝယ်ကိစ္စတွေမိမိအလုပ်လျှောက်ထားတဲ့ကိစ္စတွေမိမိရဲ့လုပ်ငန်းခွင်မှာအစီအပြေစီဖို့အတွက်ဆိုလို့ရှိရင်မိမိရဲ့အင်ဂျီအဟောင်းတစ်ထည်ကိုငှတဲ့နေခံလို့ပြောပြီးတော့အမိုက်ပုံးထဲမှာစွန့်ပစ်ပေးရမှာဖြစ်ပါတယ်။တင်းနှင်းလာနေတဲ့ကိစ္စများအစီအပြေစီရန်အတွက်ဆိုလို့ရှိရင်ခြံရောင်းခြံဝယ်ကိစ္စတွေကားရောင်းကားဝယ်ကိစ္စတွေပြီးလို့ရှိရင်ကြောင်းမြရတနာလုပ်ငန်းတွေအခြေအနေနဲ့ပတ်သက်တဲ့အရာတွေပြီးလို့ရှိရင်အလှမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့ဒီကိစ္စတွေမှာကိုကအောင်မြင်ခြင်းနေဆိုလို့ရှိရင်နော်မိမိရဲ့အိမ်မှာကြီးရဲ့အမှန်ပေါ့နော်အဲ့အမှန်မှာသူကနှက်ခမ်းနေနဲ့အမှန်ချစ်လိချစ်ပေးရမှာဒါဆိုလို့ရှိရင်တော့မိမိရဲ့လုပ်ငန်းဆောင်တာတွေဒီထက်မကပိုပြီးတော့အောင်မြင်လာစီမှာဖြစ်ပါတယ်အင်္ဂါနဲ့ကိစ္စများအစီအမံစီရန်အတွက်ဆိုလို့ရှိရင်စစ်ဘက်ဆိုင်ရာလုပ်ငန်းများပြီးလို့ရှိရင်စကားပြောအောင်မြင်စေဖို့စံစီစားစီဆက်ပြည့်စီနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းနေဆိုလို့ရှိရင်တော့အိမ်မှာရှိသောဓာတ်ဟောင်းတစ်လက်ကိုစွန့်ပစ်ပေးရမှာဖြစ်ပါတယ်ဗုဒ္ဓနဲ့ကိစ္စများအစီအမံစီရန်အတွက်ဆိုလို့ရှိရင်အလှပရေးရာအမှုပညာလုပ်ငန်းတွေလေယာလုပ်ငန်းတွေရှည်တန်းလုပ်ငန်းတွေအဓိကရွှေလုပ်ငန်းတွေပေါ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီထက်မကပူပြီးအောင်မြင်ခြင်းနေဆိုလို့ရှိရင်တော့ဇောနေတဲ့မိမိအိမ်အဝါကို9ချက်ခောက်ပေးရမှာဖြစ်ပါတယ်ရှားတာပလင်းနဲ့ကိစ္စများအစီအမံစီရန်အတွက်ဆိုလို့ရှိရင်မြေရောင်းမြေဝယ်ကိစ္စတွေတင်တန်းကိစ္စတွေစာမှုမဲ့ဖျားမဲ့ကိစ္စတွေကဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းနေဆိုလို့ရှိရင်တော့မိမိရဲ့အိမ်ဖျားမှာအဝါရောင်ဖျောင်းနိုင်9တိုင်ပေါ့နော်အဲ့ဒါအပူဇော်ပြီးဆူတောင်းပေးရမှာဖြစ်ပါတယ်တောက်ကြတဲ့ကိစ္စများအစီအမံစီရန်အတွက်ဆိုလို့ရှိရင်တော့ဒီကတွတ်တန်နဲ့စားတဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်ဒီလုပ်ငန်းတွေပြီးလို့ရှိရင်ခီးသွွားလုပ်ငန်းတွေဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အစီအပြေစီဖို့ပြီးလို့ရှိရင်မိမိကရွှေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ပူပွင့်သောကမှုကင်းဝေးစီရန်အတွက်ဆိုလို့ရှိရင်မိမိရဲ့အိမ်ဖျားမှာထညက်ခဲစက်တခဲလူပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်စနေနံနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ဒီကိစ္စတွေမှာကိုအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်နော်တော့အဓိကတော့အစိုးရဝန်ထမ်းတွေပေါ့နော်အစိုးရဝန်ထမ်းတွေပြီးတော့လစာကိစ္စတွေယာရုကိစ္စတွေပြီးတော့အမှုခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတရားတော်နဲ့ပတ်သက်တဲ့ကိစ္စတွေဒီကိစ္စတွေအောင်မြင်စေဖို့တော့ကြလို့ရှိရင်တော့ဒီထီဆိုင်တွေပေါ့နော်ထီဆိုင်တွေအထည်ဆိုင်တွေဖက်နှက်ဆိုင်တွေဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပြီးတော့မိမိရဲ့ရိုးရာနဲ့ပေါ့နော်မိမိရဲ့ရိုးရာနဲ့သို့မဟုတ်ဝိဇ္ဇာဒီဟာတွေကိုသူကလက်ဖက်ရည်ပူဇော်ပြီးတော့ဆူတောင်းပေးရမှာဒါဆိုလို့ရှိရင်တော့ကိုကအောင်မြင်စေမှာပေါ့နော်ဒီလုပ်ငန်းတွေကဒီတရက်တာအတွက်အကျိုးပေးတဲ့ခဏန်းတွေရတော့တဲ့တင်ခဏန်းနဲ့လေးခဏန်းဖြစ်ပါတယ်မိမိရဲ့အကြောင်းကြီးငယ်ကိစ္စနဲ့ကိုအပြင်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်ကိုကညာချေဖြစ်မိမိအရာလေးစတင်ထွက်ခွာမှာဒါဆိုလို့ရှိရင်တော့မိမိရဲ့ခုနကပြောတဲ့လုပ်ငန်းဆောင်တာတွေပေါ့သူကဒီထက်မကပိုပြီးအောင်မြင်လာစီမှာဖြစ်ပါတယ်လက်ရှိဒီတနေ့တာအတွက်ကံမြင့်စေတဲ့ကံပွင့်ကံမြင့်စေတဲ့ဂါထာလေးရှိတယ်ပေါ့နော်အဲ့ဂါထာကကြာ run ဆိုတဲ့ဂါထာလေးပေါ့သူကမြန်မာလိုဆိုလို့ရှိရင်တော့ရာကောက်ကြီးမှတ်တာ runအင်္ဂလိပ်လိုဆိုလို့ရှိရင် RAM run ဟူသောဗီဇမန္တန်ကိုတဲ့ဒီနေ့တရက်တာအတွက်108ခေါက်ရုပ်ပေးရမှာဒါဆိုလို့ရှိရင်မိမိကခုနကံပွင့်နော်ကံပွင့်စေတယ်လက်ပွင့်စေတယ်ခြားပတ်သက်တဲ့အရာတွေမှန်သမျှအလုံးကအဆင်ပြေစေမှာဖြစ်ပါတယ်ဒီရရာလေးတွေကိုတော့နနက်6:30မှာ9:30အတွင်းမှာပြုလုပ်ပေးရမှာဖြစ်ပါတယ်ကျန်တဲ့အချိန်မှာကိုကပြုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်ကတော့ယူတော်မင်္ဂလာချမ်းဆရာကြီးဟိန်းတင်စော်ဤတပည့်အရင်ဖြစ်သောဆရာအောင်ခန့်ဘူပဲဖြစ်ပါတယ်။ခေါင်းရဲ့တာသမီများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့